ခေါက်တစ်ခါမှမသွားဘူးမရောက်ဘူးတဲ့ဒီတော့ဒီတောင်မှာဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိမျက်စိတွေကလေလမ်းတွေကမှားဒုက္ခတွေများနေကြဒီကြားတဲ့မကလေးနှစ်ယောက်ကဖခမီတော်ဖယားမဲမဲဖယားသားနဲ့သမီးအစာရည်သာပြတ်လို့မတ်တက်ကလေးရကြီးရဲ့ဖယားအစာရည်သာပါကြီးကျွေးပါအောင်ဖယားအဲ့ဒီလိုတစားစားငိုကျွေးကြတော့ဒီနတ်ဒေသချာတွေကတစ်တီအမဲရောက်ဖန်ဆင်းခိုင်းကလေးတွေညှုတ်ခါပေးလိုက်တယ်မဒီဒေဝီခမသားနဲ့သမီးကိုဆွတ်ခါကျွေးပြီးတော့လာခဲ့ကြတယ်သို့တော်ညာလဲဘယ်ဒီသွားလို့ဘယ်ဒီလာရမှမသိဒုက္ခတွေနဲ့ယုံနေတဲ့အချိန်မှာတိုးထဲမှာတရားအလုပ်ကိုအားထုတ်နေတဲ့အရှင်ဣဇာတာယသိကလှမ်းမြင်လိုက်တာအလိုကြည်တယ်သူတော်ကောင်းကြီးဒုက္ခရောက်နေပါလားငါသွားကဲတင်မနေရကြပါပဲမှန်လားအသင်မင်းမြတ်ဘယ်တိုက်ဘယ်ဌာနကြွမြန်း